လောကကြီးကခံရတဲ့သူကိုတောင်မှားတယ်တဲ့လားပြုတဲ့သူတွေကိုပဲအပြစ်မတင်ပဲနဲ့စော်ကားတဲ့သူတွေကိုအပြစ်မတင်ကြပဲခံလိုက်ရတဲ့သူကခံလိုက်ရပါတယ်လို့ပြန်ပြောတာတောင်မှားတယ်တဲ့လားအမှန်တရားဆိုတာပဲရောက်နေလေလောကကြီးကအမှန်တရားကိုလက်မခံဘူးပဲအနိုင်ကျင့်သူကိုအားပေးကြပြီးတော့အနိုင်ကျင့်ခံရတဲ့သူကိုဒါမှားတဲ့သူလို့အပြစ်တင်တတ်ကြတာလားတခါတည်းရန်လောကထဲမှာပြုသူနဲ့ခံရသူလို့နှစ်ဦးရှိတဲ့ထဲမှာလောကသည်ခံရတဲ့သူတွေဘက်မှာဖေးမှခြင်းမရှိပဲခံရတဲ့သူကိုပဲအမှားပြုတတ်တာတွေရှိတယ်ဆိုတာကိုတွေ့ရပါတယ်ဥပမာအားဖြင့်အနေအထိုင်စင်ကျင်ပါရဲ့သားနဲ့တစ်ဖက်သူရဲ့ပြစ်မှားခြင်းတစ်ဖက်သူရဲ့ကျူးကျော်ခြင်းတစ်ဖက်သူရဲ့ကျူးလွန်ခြင်းတစ်ဖက်သူရဲ့စော်ကားခြင်းတွေကိုခံလိုက်ရပါတယ်လို့ပြောတဲ့သူတွေကိုခံတဲ့သူဘက်ကိုချင်းစာမပေးခံရတဲ့သူဘက်ကိုနားလည်မှုမပေးကြဘဲနဲ့ပြုသွားသူသည်မှန်တယ်လို့မျိုးလှုပ်တတ်တဲ့ပြောင်းပြန်လောကကြီးကိုတွေ့ရတဲ့အခါလောကကြီးကခံရတဲ့သူကိုတောင်မှားတယ်တဲ့လားပြုတဲ့သူတွေကိုပဲအပြစ်မတင်ပဲနဲ့စော်ကားတဲ့သူတွေကိုအပြစ်မတင်ကြပဲခံလိုက်ရတဲ့သူကခံလိုက်ရပါတယ်လို့ပြန်ပြောတာတောင်မှားတယ်တဲ့လားအပြုခံအစော်ကားခံအကျူးလွန်ခံရတဲ့သူကဘာတမ်းမှမထွက်ဖဲနဲ့ဒီအတိုင်းပဲငုံခံရတော့မှာလားအမှန်တရားဆိုတာပဲရောက်နေလေလောကကြီးကအမှန်တရားကိုလက်မခံဘူးပဲစော်ကားသူကိုကောင်းကြီးပေးကြပြီးတော့အစော်ကားခံရသူကိုမှားတဲ့သူလို့အပြစ်တင်နေကြတဲ့လောကကြီးပါလားအနိုင်ကျင့်သူကိုအားပေးကြပြီးတော့အနိုင်ကျင့်ခံရတဲ့သူကိုဒါမှားတဲ့သူလို့အပြစ်တင်တတ်ကြတာလားဒီတော့အရာရာမှာငုံခံနိုင်ပါမှပဲလူကောင်းလို့သတ်မှတ်မှာလားကျူးလွန်နေတဲ့သူတွေကအခွင့်ရှိလို့ကျူးလွန်တာလားသူတို့မှာအဲ့ဒီလိုစော်ကားခွင့်တွေရှိနေလို့စော်ကားနေကြတာလားလူတွေဟာအမှန်အကန်ဘက်တကယ်ခံရတဲ့ဘက်မှာမရက်တည်သမျှကာလပတ်လုံးကျူးလွန်နေသူတွေကိုအားပေးနေသမျှကာလပတ်လုံးလောကကြီးကအေးချမ်းမှာမဟုတ်ဘူး